Spider-Man vs Flash တကယ်တော့ဒီလို universe မတူတဲ့ကောင်တစ်ကောင် versus တယ်ဆိုတော့နည်းနည်းလေးတော့ကြောင်တော်နိုင်ပါတယ်ဒါပေမဲ့ဘယ်သူနဲ့ဘယ်သူရှာရင်ဘယ်သူနိုင်မလဲဆိုပြီးတွေးရတာကပြောဖို့ကောင်းပါတယ် DC ရဲ့ထုံးစံတိုင်း power ဘိုင်းမှာဆိုရင်တော့ Flash ကတာပါတယ်ကဲစလိုက်ရအောင်ပထမဆုံး speed အမြန်နှုန်းပိုင်းမှာတော့ Flash ကတိတိတသားကိုတာပါတယ်သူကအလင်းတက်မြန်အောင်ပြေးနိုင်တဲ့အပြင်အချိန်တော့နောက်ပြန်သွားနိုင်တဲ့သူပါ Spider-Man ကတော့ကြီးစံအောင်တော့ AC ရှောင်းနိုင်တဲ့ quick reflex ရှိပေမဲ့ Flash ရဲ့ speed ကိုတော့လုံးဝမမိပါဘူးဆိုတော့ Flash 1 Spider-Man 0နောက်တစ်ခုက strength ခွန်အားပိုင်းမှာတော့ Spider-Man ကတာပါတယ်သူကအလေးချိန်73တန်လောက်ထိကိုမနိုင်ပါတယ် Flash ကလည်းအချိန်နဲ့ထိုးရင်ပြင်းပေမဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားမှာတော့ Spider-Man ကိုမမိပါဘူးဒါကြောင့် Flash 1 Spider-Man 1နောက်တစ်ခုက durability ခန္ဓာရည်ပိုင်းမှာတော့ Spider-Man ကပိုတာပါတယ်သူက Thanos လိုတတဝါမျိုးရဲ့ထိုးနှက်ချက်တွေကိုတော့ခံနိုင်တဲ့ခန္ဓာကိုယ်ရှိပြီးအစာအုပ်တစ်ခုလုံးပြိုကျတာကိုတော့အသက်ရှင်အောင်နေနိုင်တဲ့သူပါ Flash ကတော့သူ့ရဲ့ aura ကြောင့်ပုတ်တိုက်မှုတံကိုခံနိုင်ပေမဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာရည်ကတော့တာမန်လူထက်သိမ့်မတာတာကြောင့် Spider-Man လောက်အကျဉ်းမခံနိုင်ပါဘူးဆိုတော့ Flash 1 Spider-Man 2နောက်တစ်ခုက healing ပိုင်းမှာတော့ Flash ကအပြတ်သက်ကိုတာပါတယ်သူကအယိုးကျူတာဒါမှမဟုတ်ပြင်းထန်တဲ့ဒဏ်ရာတွေကိုတော့နိုင်ပိုင်းအတွင်းမှာအကောင်းပကတိတိုင်းဖြစ်အောင်ကုသနိုင်ပါတယ် Spider-Man ရဲ့ healing ကလည်းကျန်းပေမဲ့ Flash ကိုတော့မမိပါဘူးဆိုတော့ Flash 2 Spider-Man 2နောက်တစ်ခုက sense Spider-Man ရဲ့ spider sense ကအန်ဒီကိုစက္ကန့်ပိုင်းလိုကြိုသိနိုင်တာကြောင့်သူ့ကိုထိဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့ Flash ကတစ်စက္ကန့်ရဲ့ဂရေပုံတစ်ပုံအတွင်းမှာနဲ့တုံ့ပြန်နိုင်စွမ်းရှိတာကြောင့် Spider-Man ရဲ့ spider sense Flash ရဲ့တုံ့ပြန်မှုကပိုမြန်ပါတယ်ဆိုတော့ Flash 3 Spider-Man 2နောက်ဆုံးတစ်ခုကတော့ special abilities လို့ခေါ်တဲ့ထူးခြားစွမ်းရည်တွေပါ Flash မှာ phasings လို့ခေါ်တဲ့နေရန်တွေကိုဖောက်ထွက်နိုင်တဲ့စွမ်းအားရှိတယ်လို့လျှက်စီးတွေကိုလည်းလက်နက်အဖြစ်အသုံးပြုနိုင်ပါသေးတယ် Spider-Man ကတော့နေရန်ကတ်တာနဲ့ပင်ကိုမြင်မဲ့ပြစ်နိုင်စွမ်းရှိတာကြောင့် Flash ရဲ့ abilities တွေကိုတော့မမိပါဘူးဒါကြောင့် Flash 4 Spider-Man 2 winner Flash